တက်40လောက်ထိငါတို့တွေတတိမထားမိတဲ့အချက်ကလေးတွေရှိတချို့အချက်ကလေးတွေပေါ့သူများမျက်နှာလိုက်ကြည့်ပြီးတော့ကိုလှုပ်ချင်တာမလှုပ်ရတဲ့အခါတွေရှိတယ်။နောက်သူများအများသူငါတွေရဲ့အထင်အမြင်ပေါ်မှာကိုယ့်ရဲ့ဘဝကိုပုတ်အပ်ထားတဲ့ပုံစံမျိုးသိလားငါဒါမျိုးလှုပ်လိုက်ရင်ဒီလိုလှုပ်လိုက်ရင်သူများဘယ်လိုထင်မလဲဆိုတဲ့ပုံစံမျိုးအဲ့လိုချက်လေးတွေရှိတယ်။နောက်ပြီးရင်ငွေကြေးကိုရလာတဲ့ရှာဖွေလို့ရလာတဲ့ငွေကြေးတွေကိုကောင်းကောင်းစီးစနစ်ကြကြနဲ့စီမံခန့်ခွဲပြီးတော့မသုံးနိုင်တာအသုံးပြုံးကြီးတာဒါလေးတွေရှိတယ်နောက်ချက်အလုပ်တစ်ခုရသွားပြီငွေကြေးလေးလည်းတန်တဲ့ရှာနိုင်နေပြီဝင်ငွေလေးတွေရှိလာပြီဆိုရင်လည်းနောက်နှစ်များအသက်ကြီးရွံ့လာတဲ့အထိဆိုတဲ့ရေရှည်ကိုမတွေးတော့အဲ့နေရာမှာပဲတာယာလေးပဲစီးမျောပြီးတော့နေတတ်ကြတယ်ဒီလားနောက်တစ်ချက်ကိုယ့်ထက်တော်တဲ့တက်တဲ့သူကကိုယ့်ကိုမင်းဒီလိုရှိတယ်ဒါဒီလိုရှိတယ်ဒါဒီလိုလို့ဆိုတဲ့ပုံစံမျိုးလေးနဲ့စေတနာနဲ့လာပြောရင်တော့မှအဲ့လိုတွေကမှန်ထောင်ပြီးတော့ပြန်ပြီးတော့ခွန်းတုတ်ပြန်ကြတယ်ကိုစေတနာနဲ့လာပြီးထောက်ပြတာလားဆိုတော့မသိတော့အောင်အဲ့လိုနေတတ်ကြတယ်ဆိုတော့ဒါတွေကငါတို့အသက်ကြီးလာတယ်အရန်နဲ့နာမယ်လို့ငါတို့ထင်တယ်နော်နောက်တစ်ခုငယ်နေတုန်းဆိုတော့တန်တုံးမြန်တုံးဆိုတော့ဒီဆက်လက်အရက်အစရှိတယ်ပေါ့မစင်မကျင်တဲ့အလွန်အကျွံသုံးဆွဲတာတောက်စားတာဒါတွေကလည်းငါတို့အသက်ကြီးလာရင်ကျန်းမာရေးအရာဆိုရင်တော့ဒီယောဂတွေအများများလာပြီးတော့အသက်တိုးမယ်ဒါတော့ဒီလိုမြင်နေဆိုတော့အခုအချိန်မှာဆင်ကျင်နိုင်တဲ့လောက်ကိုယ်တိုင်ပေါ့ဆင်ကျင်နေပြီဆိုတော့ဒီကလို့ဒီဟာတွေကငါတို့သတိမထားမိတာလားဆိုတော့မဟုတ်သတိထားမိတယ်မဆင်ကျင်တာဆိုတော့ကိုပဲဆင်ကျင်ရတာလေနော်သူများကိုတွားလုပ်ပေးရတာမဟုတ်အဲ့တော့ကိုပြုတ်လုပ်တဲ့ဟာတွေအရာတွေမှန်သမျှကကိုပဲခံစားရမှာဆိုတော့ကိုကကောင်းကောင်းပြုပြင်ကောင်းကောင်းခံစားရမယ်မပြုပြင်ဘူးဆိုရင်လည်းမပြုပြင်တဲ့အလျောက်ငါတို့ကအဲ့ဒီဒဏ်တွေကိုခံရမှာဆိုတော့အခုငါပြောပြတဲ့ဟာတွေကငယ်ချင်းတို့ကအပိုတွေလို့ထင်လားဒါမှမဟုတ်ဓာတ်ထပ်ဖြည့်စရာတွေကရှိသေးလားရှိသေးတယ်ဆိုရင် comment မှာမှန်းခဲ့လို့ရတယ်ထပ်ဖြည့်ပြီးတော့မှန်းခဲ့လို့ရတယ်ဆိုတော့မင်းတို့ရှိမှာရှိတဲ့ဟာတွေကိုလည်းငါလည်းသိချင်တယ်ဆိုတော့မင်းတို့တင်ငယ်ချင်းတို့ comment မှာမှန်းခဲ့ပါဦး okay love you guys